မို့သက်ဆေးကိုသုံးဆွဲလိုက်ရင်အပင်လည်းမလောင်ဘူးပန်းပွင့်လည်းမကြွေဘူးယောဂကင်းပြီးအထွက်တိုးပြီပေါ့ဗျာပဲပင်နေယောဂဝင်ပြီဆိုလို့ကတော့ဆေးပြန်ပုံထဲမှာ6စွန်းမဲ့ထဲဟာအဲ့ဒါဆိုရင်အေးဆေးပဲကြိုတင်ပြီးကာကွယ်ခြင်းနဲ့ဆိုရင်တော့ဆေးပြန်ပုံထဲမှာ4စွန်းမဲ့ထဲဟာဒါဆိုရင်โอเคမင်းတို့ပဲပင်နေအထွက်တိုးပြီပေါ့ကွာ မိုးယောဂကြောင့်စိတ်ညစ်ချင်ရင် Grand မိုးသက်ဆေးကိုစောင့်မင်းမဟော်ရဲ့ Grand မိုးသက်ဆေး